နောက်ထပ်ပြောမယ်အကြောင်းကဘာလဲဆိုလို့ရှိရင်ကလေးလေထုတ်တဲ့အကြောင်းပြောပြပါမယ်เนาะကလေးတွေကလေထုတ်ဖို့ဘာကြောင့်လိုအပ်လဲဆိုလို့ရှိရင်သူတို့ရဲ့အစာအိမ်ကဖွံ့ဖြိုးမှုကကြီးထွားမှုဖြစ်စဉ်ကပုံမှန်မဖြစ်သေးဘူးပေါ့နော်သူကငယ်သေးတဲ့အချိန်မှာအဲ့ခါကျတော့သူတို့အနေနဲ့နိုးတောက်တဲ့အခါမှာပြီးတဲ့အခါမှာနိုးတောက်တဲ့အခါမှာလည်းနိုးတောက်ရင်းနဲ့လေဝင်သွားတယ်ပေါ့နော်ဗိုက်ထဲကိုလေဝင်သွားတတ်တယ်အဲ့ဒီခါမှာကလေးတွေအနေနဲ့ကသူတို့စို့ထားတဲ့နိုးတွေကိုလေမထုတ်ပေးလို့ရှိရင်ပြန်ပြီးတော့အန်တက်တယ်ပေါ့နော်ဆိုတော့အဲ့ခါကျတော့ကျမတို့အနေနဲ့ကဒီနို့ဘူးတောက်တဲ့ကလေးပဲဖြစ်ဖြစ်ဒါကနော်နို့ဘူးတောက်တဲ့ကလေးပဲဖြစ်အမေနို့တောက်တဲ့ကလေးပဲဖြစ်နို့ဘူးတောက်တဲ့ကလေးဆိုလို့ရှိရင်ပို့ပြီးတော့တောင်မှပဲသူကလေထုတ်ပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးသူကနို့ဆိုရင်လည်းမျိုးချခဲ့တဲ့ကလေးလေတွေကိုမျိုးချမိတဲ့အခါမှာသူတို့ကအစာရင်နဲ့ရောက်သွားတယ်သူတို့ကတိတ်ပြီးနေတာထိုင်တာမရှိဘူးပေါ့နော်တတောက်မရှိဘူးဖြစ်တဲ့အခါမှာကျမတို့ကသူတို့ကိုကူညီတဲ့အနေနဲ့နို့ဆိုပြီးတိုင်းမှာကျမတို့ကနို့လေထုတ်ပေးတယ်ပါတယ်လေထုတ်ပေးတာဘယ်လိုပုံစံမျိုးထုတ်ပေးလို့ရလဲဆိုလို့ရှိရင်နီးတွေကတော့မျိုးစုံရှိတယ်ကိုနဲ့ဆင်ပြေတဲ့ပုံစံကိုလုပ်ပေးလို့ရပါတယ်ဆိုတော့ကျမဒီမှာပြထားသလိုပဲကလေးကိုပခုံးလေးပေါ်မှာမှောက်ပြီးသွားတော့ပေါ့နော်ခြီပြီးသွားလို့ရှိရင်ပထမဦးဆုံးဒီကမလုပ်ခင်ပါတော့ဒီကတော့အမေတွေနဲ့လုံရင်းနဲ့တော့ပို့ပြီးတော့ကျွမ်းကျင်သွားလိမ့်မယ်ပေါ့နော်ပထမတော့ကျမတို့တွေလည်းဒီလိုပဲလေကိုအဆင်ပြေလိုပဲထုတ်လိုက်တာနောက်ပိုင်းကျတော့မှထုတ်လို့ရှိရင်သူကနို့တွေပြန်အန်တာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကျမတို့အနေနဲ့ပခုံးပေါ်ကိုပထမဦးဆုံးနို့ပေါ့နော်ဒီဘာလို့ခေါ်လဲအနှီးလေးပဲဖြစ်ဖြစ်အဝတ်ကလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လားလေးကိုအရင်ဆုံးကိုယ့်ရဲ့ပခုံးပေါ်လေးကိုတင်လိုက်မယ်ပေါ့နော်ပြီးရင်ကလေးရဲ့မေးစီလေးကိုပခုံးလေးပေါ်မှာမှီပြီးတော့ကြောကုန်းလေးကိုအသာပုတ်မယ်ပေါ့နော်အကျော်ကုန်းလေးအသာပုတ်မယ်ပုတ်ပေးမယ်ပေါ့ဆိုတော့ကလေးအဲ့ဒီဟာကကလေးလေမထွက် good ဆိုပြီးတော့လေမထွက်တဲ့အချိန်အထိလေထွက်တဲ့အချိန်အထိပေါ့ပြောရမှာဆိုရင်အဲ့လိုမျိုးလေးလုပ်ပေးလို့ရပါတယ်ဒါမဲ့ကလေးတယောက်နဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ကလေးတယောက်နဲ့လေဘယ်လောက်ထွက်လဲမထွက်ဘူးလဲဆိုတာလည်းမတူညီဘူးသူတို့အမြဲတမ်းထွက်ချင်မှထွက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုလည်းသိထားသင့်ပါတယ်ဒါပေမဲ့လည်းကျမတို့ရဲ့မိခင်တွေရဲ့အလုပ်ကတော့ကလေးနိုးတိုက်ပြီးပြီဆိုလို့ရှိရင်ကလေးကိုလေထုတ်ပေးမယ်ကလေးကိုချက်ချင်းတန်းပြီးတော့မလဲခိုင်းမယ်နဲ့ခဏလေးမတ်ကလေးထိုင်နေစေမယ်ပြီးရင်ကလေးကိုခေါင်းလေးကိုပြီးတော့နောက်တစ်မျိုးကဒီခေါင်းလေးကိုမေးစီလေးအောက်ကနေပြီးတော့လက်ကလေးနဲ့ကင်ထားပြီးတော့ကြောကုန်းကနေပုတ်ပြီးတော့ထုတ်တာမျိုးပေါ့နော်ထက်ကလေးကိုကိုယ့်ရဲ့ပါမော်လေးမှာထိုင်ခိုင်ပြီးတော့မေးစီလေးကိုကင်ပြီးတော့ကြောကုန်းလေးကိုအသာပုတ်ပြီးတာဒါမျိုးလေးရတယ်ပေါ့နော်ဆိုတော့အဆင်ပြေသလိုမျိုးလေးထုတ်ပြီးလို့ရပါတယ်အဓိကတော့နိုးတိုက်ပြီးချိန်နှဲငယ်တွင်မှာပဲထုတ်ပေးတဲ့နေပေါ့နော်